အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ 2V Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ anime fan တွေအများစုမှာပထမဆုံးကြည့်ဘူးတဲ့ anime နဲ့အကြိုက်ဆုံး anime ငိုခဲ့ရတဲ့ scene တွေ favorite character တစ်ခုစီရောအမြဲရှိပါတယ်ဘယ် anime ကိုပထမဆုံးကြည့်ဘူးတာလဲဘယ် anime ကိုကြိုက်ဆုံးလဲဘယ် character ကိုကြိုက်ဆုံးလဲဆိုတာနဲ့ဘယ် anime ကြောင့်ငိုခဲ့ရလဲဆိုတာကို comment မှာပြပြပေးသွားလို့ရပါတယ်ကျွန်တော်အတွက်ကတော့ပထမဆုံးကြည့်ဘူးတဲ့ anime က Spirited Away ဆိုတဲ့ animated movie ပါဒီ anime ကိုတော့2000ခုနှစ်ဇူလိုင်လ20ရက်နေ့မှာစတင်ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ဂျပန်နိုင်ငံကိုခြေခံထားတဲ့ anime တစ်ခုပဲဖြစ်ပါတယ်။ဇလန်ချင်းကတော့ချီရိုတို့မိသားစုဟာချားမျိုးတစ်ခုကအိမ်အသစ်ကိုပြောင်းမှုသွားနေရင်လမ်းတစ်ခုမှာထူးဆန်းတဲ့ဝိညာဉ်ကဘာတစ်ခုကိုရောက်သွားခဲ့ပါတယ်။သူမိဘနှစ်ယောက်ဟာယူဝါဘာရဲ့လက်အောက်မှာဝက်မြားဖြစ်သွားတဲ့အခါသူမိဘတွေကိုဘယ်လိုကယ်တင်မလဲဆိုတာရိုက်ထားတဲ့ anime တစ်ခုဖြစ်ပါတယ်။အသေးစိတ်ကိုတော့ပြောပြတော့ပါဘူးနော်။ကောလုံးနီးပါကြည့်ပြီးလောက်ပြီးမှုပါ။ Spirited Away ဟာ85ချိန်မြောက် Oscar ဆုပွဲမှာပထမဆုံး Oscar ရဖို့တဲ့ပထမဆုံး animation တစ်ခုဖြစ်ပါတယ်။ Cry of the Firefly Cry of the Firefly anime ကြောင့်ပထမဆုံးငိုခဲ့ရတဲ့ anime movie ပါ။ဒီ movie ကိုကြည့်ပြီး10ယောက်မှာ9ယောက်ကတော့မျက်ရည်ကျရမယ်ဆိုတာပြောရဲပါရဲ့။စစ်ပွဲဟာလူသားတွေရဲ့ဘဝကိုဘယ်လောက်ဖျက်ဆီးနိုင်လဲဆိုတာနဲ့မိသားစုချစ်ချင်းမြတ်တာကိုပေါ်လွင်အောင်ဖော်ပြနိုင်တဲ့ anime တစ်ခုပါ။ဇလန်ချင်းကတော့ဒုတိယကမ္ဘာစစ်အတွင်းဂျပန်နိုင်ငံကိုဘီဆိုရဲမြို့ငယ်မှာအမေဖြစ်သူကဘုံကျဲခံရပြီးတည်ဆုံပြီးနောက်ဆယ်တဆိုတဲ့ကောင်လေးဟာ၄နှစ်သာရှိသေးတဲ့ညီမဖြစ်သူဆက်စုကိုနဲ့နှစ်ယောက်တည်းကြံခဲ့တာကိုရိုက်ပြထားတာဖြစ်ပါတယ်။ Cry of the Firefly anime movie ကိုတော့ Studio Ghibli မှာ1988ခုနှစ်မှာစတင်ထုတ်လွှင့်ခဲ့ပါတယ်။ကျွန်တော်ကြိုက်ဆုံး anime ကတော့ One Piece ပါ။ One Piece ဟာ Ichiro Oda ရေးသားထားသောဂျပန်မန်ဂစီရီတစ်ခုဖြစ်ပြီး၎င်းမန်ဂစီရီကို1998ခုနှစ်ဇူလိုင်လ22ရက်နေ့တွင်ရှူရီရှာရဲ့ Weekly Shonen Jump မဂ္ဂဇင်းမှာပထမဆုံးအကြိမ်စတင်ထုတ်ဝေခဲ့ပါတယ်။ One Piece ရဲ့ anime version ကိုထိုးတဲ့ animation မှာထုတ်လုပ်ပြီး1999ခုနှစ်အောက်တိုဘာလ20ရက်နေ့တွင်စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ anime မှာတော့ trailer များစွာရှိပြီးပထမဆုံး trailer မှာ Konosuke Ura ဖြစ်ပြီးနောက်ပိုင်းတွင်ခြား trailer များဆက်လက်ပြီးတင်ဆက်ခဲ့ပါတယ်။သူတို့ကတော့Mune Isa Sakari, Hiroaki Miyamoto, Tatsura Nakami တို့ပဲဖြစ်ပါတယ်။ One Piece ဒီမြန်မာနိုင်ငံ anime လောကတွင်သာမကကမ္ဘာတဝန်းမှာပါအလွန်ရေးပန်းစားသော series တစ်ခုဖြစ်ပါတယ်။ One Piece ဟာသူ့ရဲ့ဇာတ်လမ်းနဲ့ဇာတ်ကောင်များကြောင့်အလွန်ကောင်းမွန်တဲ့ series တစ်ခုဖြစ်ပါတယ်။အားလုံးပဲဆုံးထိကြည့်ရှုပေးရကျေးဇူးတင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုသဘောကျရင် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်။ညီမကတော့ဝေသေးပါ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။